တနင်္လာသားသမီးတွေအားလုံးမင်္ဂလာပါရှင်2025 17လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ့်တနင်္လာသားသမီးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုထားတော့ရဲ့ကြလာတဲ့နမိတ်တိုင်းဖတ်ကြားဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆရာမအခုလိုမျိုးမဟောကြားခင်အချိန်လေးမှာအခုလိုမျိုးဆရာမဟောကြားချက်များဟာကတ်တကတ်ချင်းစီရဲ့ကြလာတဲ့နမိတ်အမှန်များဟူတာလေဟောကြားပေးရခြင်းဖြစ်တဲ့အတွက်ကြောင့်မို့မိမိတို့အနေနဲ့တိုက်နေမှုရှိပါကလက်ခံပေးပြီးတော့တိုက်နေမှုမရှိတဲ့သူလေးတွေကတော့ကြော်သွားပေးလို့ရပါတယ်ရှင်စတင်ပြီးတော့အလုတ်အကိုင်းလူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးလေးတွေဟာအခုကာလအတွင်းမှာစိတ်နှောက်ယှက်များနေရပါလိမ့်မယ်ရှင်မိမိရဲ့အရေးရှင်ကိုထင်သလောက်မပြသနိုင်ပဲကြုံတွေ့နေရပါလိမ့်မယ်ဆရာမအနေနဲ့အကြံဉာဏ်ပေးချင်ပါတယ်ရှင်လုံမြဲအတိုင်းလောက်ကင်ဆောင်ရွက်ပါလို့အကြံပြုချင်ပါတယ်ရှင်မိမိကိုမနာလိုပြုသူဝိုင်းဝန်းတိုက်ခိုက်သူကြောက်ချသူများပေါ်များနေပါလိမ့်မယ်ရှင်မိမိရဲ့အောင်မြင်တိုးတက်မှုများအပေါ်ကိုလည်းမနာလိုရန်ပြုသူများကြုံတွေ့နေရပါလိမ့်မယ်ရှင်တနင်္လာသားသမီးလုပ်ငန်းရှင်လေးတွေကတော့အခုကာလအတွင်းမှာဈေးကစားခြင်းပစ္စည်းလောင်ခြင်းများကိုမပြုလုပ်သင့်သေးပါဘူးရှင်အခုကာလဟာအများတွေးသလိုတွေးပြီးအများလုပ်သလိုလုပ်ပါမှအဆင်ပြေတိုးတက်မဲ့ကာလဖြစ်ပါတယ်ရှင်စိတ်ကူးဖြစ်လုပ်ရမရတဲ့ကာလဖြစ်ပါတယ်ရှင်မှန်းတည်ထက်လက်တွေကလည်းကွာဟနေတဲ့ကာလဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့လည်းငွေကဖတ်မတင်ပဲအိတ်ဆိုင်နေရပါလိမ့်မယ်ရှင်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မိမိကရနိုင်မယ်အဆင်တင်နိုင်မယ်ဆိုပြီးတော့ပိုင်နိုင်ဆိုင်ထားတဲ့ငွေကြေးကိစ္စရပ်များဟာလွဲချော်နေတတ်ပါတယ်ရှင်ကိုရေးကိုယ်တာကိစ္စထက်တပားသူတို့ဝေကုံကြေးကြမှုများပေါ်ပေါက်နေပါလိမ့်မယ်ရှင်အခုကာလဟာငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းစုဆောင်ရည်မရတဲ့ကဲ့သို့ဖြစ်နေပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းစာအပြည့်အဝကြက်မှတ်၍ပြင်ဆင်ပြီးကမှစောင့်မဝဲဖြေကားနည်းတွင်၎င်းဖြည့်ဆို့ချိန်များမှာ၎င်းဖျားနာခြင်းများစုံတွေ့သွားရတတ်ပါတယ်ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့တပွဲထိုးလုပ်သူများအထူးသတိရှိရန်လိုအပ်ပါတယ်ရှင်မိမိကကြိတ်ထားသည်ကတစ်မျိုးမေးလာတဲ့မေးခွန်းကတစ်မျိုးဖြစ်နေတတ်ပါတယ်ရှင်အခက်မသိမှာကစောင့်မဝဲများကြချုံသွားတတ်ပါတယ်ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးစ조사ဆောင်ရွက်မှသာလျှင်အဆင်ပြေနိုင်မဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့အချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့လေယာယီအညံ့ကြုံတွေ့နေရပါလိမ့်မယ်ရှင်မိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့မိမိရဲ့အကြားမှာစိတ်နှောက်ယှက်ဓာများနေရပါလိမ့်မယ်ရှင်မိမိဖြစ်လို့ဒီကတစ်မျိုးသူ့ရဲ့စိတ်ကတဖုံဖြစ်နေတတ်ပါတယ်ရှင်အထင်မြင်လွဲမှားမှုများကိုလည်းဖြည့်ရှင်းနေရပါလိမ့်မယ်ရှင်တနင်္လာသားသမီးအိမ်အောင်ရှင်လေးတွေကတော့မိမိရဲ့အိမ်အောင်ဘက်နဲ့မိမိရဲ့အကြားမှာဘေးစကားသွေးသားအနှောက်ယှက်များကြုံတွေ့နေရပါလိမ့်မယ်မိမိအိမ်အောင်ဘက်အပေါ်ကိုမိမိကဘလောက်ပင်ကောင်းစေကမူမိမိရဲ့အိမ်အောင်ဘက်ကမိမိအပေါ်ကိုအကောင်းမမြင်ပဲအထင်မြင်လွဲမှားမှုများဖြစ်ပေါ်နေပါလိမ့်မယ်ရှင်အနှဲငယ်တတိရှိရန်လိုအပ်ပါတယ်လို့တတိပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ယာယီကျမ်းမာရေးအညံ့ကြုံတွေ့နေရပါလိမ့်မယ်ရှင်အနာတခြားစေတခြားဖြစ်နေတတ်ပါတယ်စေတိုးစေတောက်မှားယွင်းခြင်းများဖြစ်တတ်ပါတယ်ရှင်ကုသရေးခက်ခဲသောအနေအထားသို့ကြုံတွေ့သွားရတတ်ပါတယ်ရှင်မိမိကိုဒုက္ခမပေးပါဘူးလို့ထင်မှတ်ထားသောအနာဟောင်းယောဂဟောင်းဝေဒနာဟောင်းများကပုံမိုဆိုးရွားလာပြီးတော့မိမိကိုဒုက္ခပေးတတ်ပါတယ်ရှင်ညာချင်ညာလက်မှာထိခိုက်ဒဏ်ရာများရရှိသွားတတ်ပါတယ်ရှင်အခုကာလအတွင်းမှာလဲကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါလို့ဆရာမကတော့တတိပေးချင်ပါတယ်ရှင်နိုဝင်ဘာလအတွင်းမှာတနင်္လာသားသမီးလေးတွေရဲ့ဝစ်စင်တင်တဲ့အယောင်လေးတွေကတော့အနီရောင်ခရမ်းရောင်မီးခိုးရောင်နဲ့ကြည်ပြာရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ရှင်ကံကောင်းစီမဲ့ကဏ္ဍနံပါတ်လေးတွေကတော့6 2 1ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်အစိုးလေးတွေကင်းပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်ကလေးငယ်လေး2ဦးအားတွေ့ရှိပါကမုတ်ပဲတရေစာနဲ့အယုတ်လေးတွေအားလှူဒန်းရည်ပြည့်ဆုတောင်းပေးလိုက်မယ်ဆိုရင်တနင်္လာသားသမီးလေးတွေမှာဖြစ်ပေါ်လာမဲ့အစိုးလေးတွေဟာကင်းပြီးတော့ကောင်းခြင်းဘက်သို့ရရှိလာမှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာနိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမဲ့တနင်္လာသားသမီးလေးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးတွေပဲဖြစ်ပါတယ်ရှင်မိမိတို့ရဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုတီးတန့်တိလို့မင်းမြန်းလို့တဲ့တနင်္လာသားသမီးလေးတွေဟာဆရာမရဲ့ဖုန်းနံပါတ် Viber ရှက်ပေါက်များမှတစ်ဆင့်ဆက်သွယ်မင်းမြန်းလို့ရပါတယ်ရှင်ညံပူစော်ကလေးတွေကိုတော့သတ်မှတ်ထားပါတယ်ရှင်တနင်္လာသားသမီးလေးတွေအားလုံးလည်းအဆင်ပြေကံကောင်းကြပါစေရှင်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့ပြည့်ဝကြပါစေအနာရောဂါများလည်းတတ်တာပြောက်ကင်း၍ဘေးဥပတ်အနေများမှကင်းစင်လွတ်မြောက်ကြပါစေစီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေ
အလှူရည်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်များဖြစ်ကြပါသည်လို့စုမုံကောင်းများပို့တာပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်